ဆက်တွေညိုချီတော့ရွှေ ကိုမနှောဆိုတာကောင်းတယ်မင်းဆိုတာငါတော်တော်စီးအောင်နေ ဂယုဏတန်တချင်းတိုင်းမှာဂယုဏတန်လေးနောက်အိမ်ဝင်လာခဲ့တချင်းလေးတိုက်ပေးမယ်နောက်ဂယုဏတန်လေးထည့်အောင်လို့ ချင်းတာပေါက်ထား နော်သဘောပေါက်တယ်နော်မိုးတချင်းနဲ့နာမည်ကြီးထားတာဟုတ်လားဘာတချင်းမှကိုယ်ပိုင်မရှိသေးပဲကျွန်တော်မပြောနဲ့နော်ဝယ်လိုက်အောင် copy နော်ခါဝတမိုးဆက်တွေတော့ချီတော့ရွှေနေဒီချိန်ဆိုအမြဲငါတီးရငိုတဲ့ မိုးရှင်နာဘောကလည်းစိတ်စင်းရဲစရာကော တေကတေလေတော့တေချီရန်ရှိဟောလိုက်စမ်းဦးကမနော်ဆိုတာ तू ကခွေးလို့ဦးနေတော့သူ့ရဲ့အခက်ခါမှာနာမည်ကြီးခဲ့တယ် ဟုတ်တယ် ဟုတ်တယ်လား အချင်းစွာမျိုးမျိုးရှိရပါငါလည်းဟိုတချင်းလေးသိတဲ့ဘောကြ ဘယ်တချင်းတော့ ဆိုတော့နာမည်ကြီးဆိုတော့ပဲဆိုထားတာ ဘယ်ဆိုတာလဲ ဟိုလေဟင်္ဒရာခင်လိုက်ဆို ဟိန္ဒရာထွေးလည်းမဟုတ်ဟိန္ဒရာခံလိုက် ဟုတ်ပါဘူးမင်္ဂလာဆောင်ချင်းလေးဦးသိန်းနန်ထင်တယ်မင်္ဂလာဆောင်ချင်းလေးငါသဘောကျတာကွာမလေးမင်္ဂလာဆောင်မှာဟိုတော့ဆိုလော်စစ်ပီကိုင်းနဲ့ဖွင့်တယ်ကွာ လောစပီကာလောစပီကာအေးတို့ရွာတွေမှာဆိုလို့မင်္ဂလာဆောင်ကနေပြီးဆိုအဲ့ဒီချင်းလေးတားဖွင့်တာ ဘယ်တချင်းလေး အသိသဘောကျတာအဲ့မင်္ဂလာဆောင်ချင်းလေးမင်္ဂလာဆောင်မယ်ဒီတမိုးကုံရင်ကွဲ ဟေး မင်္ဂလာဆောင်မယ်ဒီတမိုးကုံရင်ကွဲလူကြီးတွေလည်းဖိတ်ကြမယ်ကလေးတွေလည်းဖိတ်ကြမယ်မောင်တော်နာနဲ့ကိုနောင်ကန်ရဲ့မင်္ဂလာဆောင်ရင်တရွာလုံးဖိတ်ကြမယ်သိကောင်းတဲ့တချင်းလေးမင်္ဂလာဆောင်ထဲမှာဖွင့်ကိုဖွင့်ရတဲ့ချင်းအဲ့တချင်းလေးသိကြိုက်တာခင်ဗျာဒါနဲ့ခင်လိုက်တို့အိမ်မေးနာတန်ချောင်းဆိုတဲ့ကောင်လေးပြန်ဆိုတော့အဲ့တချင်းအဓိပ္ပာယ်တစ်မျိုးပြောင်း ဘယ်လိုဖြစ်သွားလို့လဲ တန်ချောင်းကငငယ်လေးတွေကကံမကောင်းတော့မွေးလာတဲ့နှကန်းခွဲလေး နှကန်းကွဲလေး နှကန်းခွဲလေးနဲ့အဲ့တချင်းလို့ဆိုတော့မပြီးဘူးသူများကိုကျွန်တော်ကဲ့ရတာမဟုတ်နည်းနည်းဆိုပြ ဒါဆိုပြလိုက်ပါ နှကန်းခွဲနဲ့ နှကန်း ဆိုလိုက်တော့ ဟုတ်ကဲ့ပါ မင်္ဂနာညောမဲနိနမောငုံညင်ငွဲဟေးမင်္ဂနာညောမဲနိနမောငုံညင်ငွဲနူကြီးနေနဲ့ဖင်ချမယ်ခင်းနေနဲ့ဖင်ချမယ်မောင်တော်နာနဲ့ငုံနောင်ကန်ရဲ့မင်္ဂနာညောင်ရဲ့နေရွာလုံးဖင်ချမယ်သူတို့မင်္ဂလာဆောင်တဲ့ရွာလုံးထွက်ပြေးရမယ်အပေါ့ ဟုတ်ကဲ့လားကျွန်တော်တို့အခြားခံနေအောင်မပြေးမှဖြစ်မတဲ့အတွက်တချင်းဆိုတာသူ့ခေတ်သူ့ခါနဲ့အားလုံးနာမည်ကြီးကြဟုတ်တယ်လားဒါဦးတုန်နေသိန်းနဲ့ခေတ်တုန်းကလည်းဦးတုန်နေသိန်းနဲ့ဦးဟင်းသရထွင်ရင်အခုလိုပဲဆိုတဲ့တချင်းလေးဆိုဘလောက်ကောင်းတော့ဟုတ်တယ်ဦးဟင်းသရဆိုအမေတချင်းလေးတအားဆိုကြတယ်တာတွေရနမအေးရှာလို့စာလေးတွေရေကပူနေတနေ့တရွာတကြီးမှာလိမ္မာစမ်းမတိုင်းလိမ္မာစမ်းမတိုင်း ဥစ္စာမို့စီရတဲ့ လားအဲ့ဒီတချို့ကျတော့အကိုအမေကပြန်ဆိုတော့တမျိုးဆိုလိုက်ကိုခင်လိုက်တော့အဆိုပြီးပြန်ဆိုလိုက်တာတတ်တွေရနမအေးရှာလို့အရက်ဖိုးတွေလမ်းငါပို့နေတနေ့တရွာတကြီးမှာတေအောင်တောက်ပါတိုင်းတေအောင်တောက်ပါ မင်္ဂ တိုင်း လာဆမ်းပါသားကြီး စာသားပြောင်းသွားတာကိုပြောတာ အဲ့တချင်းလေးလည်းဥထွန်းဆိုတဲ့စမခေါ်ငါစင်းလေးသိပေါ်ကြ ဘယ်တည်းလေး အမေမရှိတော့လေမအမေဥစ္စာဒီမှာ မရရင်မဆိုပါနဲ့မြန်မာတန်နေဆိုမဲ့ဆိုဥတင်သိန်းနံတို့ဘာလို့ဆိုအရန်ကောင်းကြဟုတ်လားဥတွန်နေသိန်းနံအတန်ဆိုတော့မဲ့ဆိုတိတ်အရှိ ဦးသိန်းတန်တချင်းရိုးတန်တယ်ဆိုလို့မျိုးသူ့အတန်နဲ့တူမနားထောင်လို့ကောင်းတာ အဲ့ဒါကိုပြောတာလေအခုရလာအဲ့ဥတွန်တင်တစ်ချက်တော့ဆိုကြသူစ ဟိုတချင်းလေးကွာ ဘယ်တချင်းလဲ ဗာလေနေပေါင်းဟိုတချင်းလေးအာနေပေါင်း ဟိုရလေဗာလေကြီးအဲ့ဒါလေးအရန်ကောင်းတယ် အဘာ ကြီးဒီခိုင်းရမှာပြေ ဘယ်လိုပါလဲအဲ့ဒီမွေးပြီးတော့ဗာလေအတန်လေးပြ တန်လေးပြလိုက်ပါ ချစ်စီခိုင်းရမှာဖြစ်ယူမိတ်တွင်နေပြီးဘူးလားအမပါရမှာစိတ်ထဲမှာမလုံးမလဲမို့ဘုလားမင်းကိုအောင်တွေ့ခိုင်းရအောင်တွေ့တော့လာမင်းကြီးနဲ့ကွယ်ရောင်းဝါးရမတွန်းလင်းငါမအန်ကြမညာညာဟေးအညာညာမညာညာ အောက်သွားတော့လာမင်းတို့ဘလို့ရောက်သွားတာတုံးလို့ လာမင်းပါလို့တွဲပေါ့ ဘာလို့တွဲရမှာတော့အဲ့ဒါပြောတာဥတွန်နေသိန်းနံအတန်ဆိုမဲ့ဆိုတိတ်အရေးကြီးတယ်အတန်ကဆိုလို့ထက်ရမတူရင်နေပါစေလေနီးဆက်ဖို့လိုတယ်ဟုတ်တယ်ဥတွန်နေသိန်းနံအတန်ဆိုရမှာဆိုရင်စာရွက်လေးတစ်ရွက်လိုပါ ဦးသိန်းနဲ့တချင်း